မှာတရားအောက်မှာကြံတကအလဲမှာမြေပဲอยู่ဟုတ်အထက်မှာတရားအောက်မှာကြံတကအလဲမှာမြေပဲอยู่ဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှလည်းကျွန်တော်ရဲ့တကယ်ချင်းနဲ့အတူတူဟာတာဗီဒီယိုတွေကိုအတူတူကြည့်ရှုသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်သွားလိုက်ကြအောင် Let's go ရောက်ပြီဒါမင်းတို့လိုအစားတောက်ကြတဲ့ကောင်လေးနော်အဲ့လိုအစားတောက်ကြရင်တော့အဲ့လိုပဲဖြစ်တော့ရှုပ်ရတယ်ကျွန်မကြက်တယ်လို့ရှုပ်မပြောတော့ Oh my god wow ကျန်ကြီးလာဒီနေ့ကောဘာဖြစ်လို့လဲဘာနေလို့လဲလို့အေးကြက်ဟဲ့ဘာကြက်တော့အဲ့တငါတိုက်โอ้ဒီနေ့တိုက်နေတာဟိုဘာသာလဲမသိဘူးတွားဟဲ့တွားကြည့်တွားကြည့်မိုးနမဲနဲ့ကွာကျွန်တော်တစ်ချောင်းတော့မမြင်ဘူးတက်နေရမလားလို့မလုပ်လိုက်သိတော့မယ်တွားလေထားတယ်ကျွန်တော်မထားရလို့ထားလို့ကျွန်တော်မထားရလို့ဟောမင်းငါလည်းပဲမအောင်လုံနိုင်နေဆိုတော့မင်းတော်တော်စွမ်းတာပဲကျွန်တော်လုံတာမဟုတ်ပါဘူးဗျာဟုတ်ပါဘူးသူတို့ဖြစ်ကြတာပါဗျာဘာသူတို့တော့မဟုတ်ဘူးအမအရေးမငါ့ကိုခွက်ပြောင်နေသေးတယ်ဟာဟဲ့ရှင်းနေတာမရှင်းဘူးPow ဒီတမြောက်ဖမ်းပေးတာဟုတ်တယ်လူကြီးကိုတမြောက်ဝင်တိုက်နေတာတို့ကျုပ်ဝင်ဖမ်းပေးဟုတ်တယ်နော်သူဖမ်းပဲလို့မိပါနောက်ဆုံးမိပါဟာလူကြီးထွက်လာလို့ပေါ့ဗျာတော့အထက်မှာတရားအောက်မှာကြံတကအလဲမှာမြေပဲอยู่ဟုတ်ဒါလည်းဟာထပ်မှတရားအောက်မှာကျန်ကလေမန်ယူပဲအောက်မှာကြံတကအလဲမှာမြေပဲอยู่ဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်哎呀，我这个，面了买的。哦，那安慰你呗。ဒီဘဝလေးကဒီငှက်ကြီးဖြစ်သွားတယ်ဗောဟုတ်လားဒီဘဝအငုံးစရာကောင်းလိုက်တော့ကွာဒါလေငါတို့ဘာလဲကွာမိသားဘာလုပ်ရလဲကွာဘာလုပ်ရမှာလဲကွာဟမ်မိကလေးတွေကိုငါဖော်လိုက်တာလေမိကလေးတွေကိုပဲဒါမျိုးလုပ်လို့ရမယ်နော်ငါ့ကိုတော့လာမလုပ်နဲ့မရဘူးဟဲ့ရှုံးမာလာလာသေးခောက်သမားရဲ့ဒီကောင်းမစော်ကားနဲ့မျိုးရိုးမစော်ကားနဲ့လူကိုလည်းမစော်ကားနဲ့ကွာဟဲ့ဟာလေသိရော We going on vacation so where you want ဟာလို့တယ် Yes မှတ်ထားနော်သွားလိုက်စီကားဘိန်းနဲ့ကြိတ်ပြီဘာမုံနေတယ်ဟောဒါရိုင်းနေလို့ကတကယ်တည်းအမှုန့်ထွက်ထပ်လောက်ကนี่หายได้
သူကထိုက်ရိုက်တော့ပြီးတော့အမုန်းသွားရတော့ထပ်ပြီးရိုက်ကြတယ်ညလည်းအဲ့လိုစော့ကြည့်လာတက်တော့ပေါင်းနေခုကြည့်တယ်နော်အာယောင်ရေးတေဒီဘောကွာတော့လေစော်လဲစော်ပြီးတော့ဘုံလုံးဖူးပြီးတော့ကခန္ဓာရေးပြီးဒီရောဒီ哎呦咦！OK， ကျွန်တော်တို့ဗီဒီယိုဒီလောက်နဲ့ပဲနားလိုက်ကြအောင်နော်။ကျွန်တော်လည်းဒီလိုအခုလိုအတားဗီဒီယိုလေးတွေကိုဒီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ပြန်များပါတယ်ကျွန်တော်လည်းဒီလိုအခုလိုအတားဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့နေနေနော်။အားလုံးပဲအမှန်